မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါမနေ့ကဧပြီလ19ရက်နေ့မှာတော့အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့2026အာဆီယံယူဆခွန်ဖလားပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကတော့ပြီးဆုံးသွားပါပြီအုပ်စုပွဲစဉ်တွေအားလုံးပြီးဆုံးသွားချိန်မှာတော့အုပ်စု A ကဗီယက်နမ်နဲ့မလေးရှားအုပ်စု B ကလာအိုအုပ်စု C ကဩစတြေးလျအသင်းတို့ကဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပါတယ်မနေ့ကဧပြီလ19ရက်နေ့အုပ်စု A ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမတိုင်ခင်မှာအုပ်စု B ကလာအိုအသင်းနဲ့ဒါကျွန်တော်တို့အုပ်စု C ကဩစတြေးလျအသင်းတို့ကအုပ်စုထိပ်ဆုံးနေရာကနေဒါကျွန်တော်တို့ဆီမီဖိုင်နယ်ကိုတက်ရောက်သွားပြီဖြစ်တယ်ပေါ့နော်ဒါအုပ်စု A ကတော့ဒါမနေ့ကမှအဖြစ်ထွက်ပေါ်ခဲ့တာဖြစ်တယ်မနေ့ကဧပြီလ19ရက်နေ့ကကစားခဲ့တဲ့အုပ်စု A ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာအေရှန်အင်ဒိုနီးရှားအသင်းအနေနဲ့ကအုပ်စုနောက်ဆုံးပွဲစဉ်မှာဗီယက်နမ်အသင်းနဲ့ဂိုးမရှိတည်ရကြတယ်မလေးရှားအသင်းအနေနဲ့ကတော့အရှေ့တီမော်အသင်းကိုသူတို့လိုအပ်နေတဲ့ဒါကျွန်တော်တို့အနိုင်ရလက်တစ်ခုကိုရရှိအောင်ကျွန်တော်တို့ပုံဖော်နိုင်ခဲ့တယ်ပေါ့နော်နှစ်ဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိပြီးတော့၃ပွဲကစား2ပွဲနိုင်1ပွဲရှုံးရမှတ်6မှတ်နဲ့ဒါအုပ်စုအားလုံးရဲ့အကောင်းဆုံးအုပ်စုဒုတိယနေရာကိုမလေးရှားအသင်းကရရှိသွားပါတယ်ကျွန်တော်အုပ်စု A ကပဲဒါဗီယက်နမ်အသင်းအနေနဲ့ကအေရှန်အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာ2ပွဲနိုင်ထားတယ်6မှတ်ရထားတယ်အုပ်စုနောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့တရေတမှတ်ရလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အုပ်စုပွဲစဉ်တွေအားလုံးကစားပြီးတဲ့အချိန်မှာ3ပွဲကစား2ပွဲနိုင်1ပွဲတရေကျွန်တော်ရှုံးပွဲမရှိဘဲနဲ့အုပ်စုပထမနေရာမှာရမှတ်9မှတ်နဲ့ကျွန်တော်ဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်အုပ်စုပထမနေရာကနေဆီမီဖိုင်နယ်ကိုတက်ရောက်သွားတဲ့အသင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်အုပ်စု A ကဗီယက်နမ်အုပ်စု B ကလာအိုအုပ်စု C ကဩစတြေးလျတို့ကအုပ်စုပထမနေရာကနေဆီမီဖိုင်နယ်ကိုတက်ရောက်သွားတယ်အဲ့တော့အုပ်စုအားလုံးရဲ့အကောင်းဆုံးအုပ်စုဒုတိယနေရာအဖြစ်ကတော့ကျွန်တော်တို့မလေးရှားအသင်းကရမှတ်6မှတ်နဲ့ဆီမီဖိုင်နယ်ကိုတက်ရောက်ခွင့်ရရှိသွားပါတယ်ကျွန်တော်တို့အုပ်စု B ကမြန်မာအသင်းအနေနဲ့ကတော့ကျွန်တော်တို့3ပွဲကစား1ပွဲနိုင်1ပွဲတည်1ပွဲရှုံးပါတော့ဒါကျွန်တော်တို့ရမှတ်4မှတ်ပဲရတယ်ပေါ့နော်ဒီကျွန်တော်တို့အုပ်စု C ကစင်ကာပူအသင်းကလည်း4ပွဲကစား1ပွဲနိုင်1ပွဲတည်1ပွဲရှုံးနဲ့ကျွန်တော်ရမှတ်4မှတ်နဲ့ပဲရတယ်ပေါ့နော်အဲ့တော့ဒီဒုတိယရရှိတဲ့အသင်း3သင်းကိုကျွန်တော်တို့စီလိုက်တဲ့အခါမှာတော့မလေးရှားအသင်းကရမှတ်6မှတ်နဲ့ကျွန်တော်အကောင်းဆုံးအုပ်စုဒုတိယနေရာကိုရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအာဆီယံယူဆခွန်ဖလားပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်အဆင့်မှာဘယ်အသင်းတွေထိပ်တိုက်တွေ့ဆုံသွားမလဲဆိုရင်အုပ်စု B ကလာအိုအသင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယနေရာရရှိခဲ့တဲ့မလေးရှားအသင်းတို့ကထိပ်တိုက်တွေ့ဆုံခဲ့ပြီးတော့ကျွန်တော်တို့အုပ်စု A ရဲ့အုပ်စုပထမဗီယက်နမ်နဲ့အုပ်စု C ရဲ့အုပ်စုပထမဩစတြေးလျတို့ကဆီမီဖိုင်နယ်မှာတွားရောက်တွေ့ဆုံနေပါတယ်ဒီဆီမီဖိုင်နယ်ကတော့ဘယ်လိုမျိုးသူတို့ကျွန်တော်တတ်မှတ်လိုက်လဲတော့မသိဘူးပေါ့နော်ကျွန်တော်အစားထင်ထားတာကတော့ဒါကျွန်တော်တို့ဒီအုပ်စု3ခုလုံးရဲ့ကျွန်တော်တို့အုပ်စုပထမနေရာရတဲ့အသင်းတွေရဲ့အမှတ်အများဆုံးအသင်းဆိုလို့ရှိရင်ဩစတြေးလျအဲ့ဒီအသင်းကကျွန်တော်တို့အကောင်းဆုံးအုပ်စုဒုတိယနဲ့တွေ့မယ်လို့ကျွန်တော်ကထင်ထားတာဒါပေမဲ့လည်းအဲ့လိုမျိုးမတွေ့ဘဲနဲ့သူတို့အခုကျတော့ကျွန်တော်မဲခွဲလိုက်တာလားတော့မသိဘူးပေါ့နော်ဒါကျွန်တော်တို့ဒီဩစတြေးလျနဲ့ဗီယက်နမ်နဲ့ကထိပ်တိုက်တွေ့ပြီးတော့လာအိုနဲ့မလေးရှားနဲ့ကသွားတွေ့ရပေါ့နော်အဲ့တော့ဆီမီဖိုင်နယ်ပွဲစဉ်တွေကတကယ်ကိုကျွန်တော်တို့စိတ်ဝင်စားစရာကောင်းသွားတာတော့တေးကြပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာဒါကျွန်တော်တို့ဗီယက်နမ်နဲ့ဩစတြေးလျအသင်းကြီး2သင်းတွေကဒါတသင်းသင်းကတော့ကျွန်တော်ထွက်ဖို့ကတေးကြသွားပါပြီ။ဒီဘက်ကကျွန်တော်တို့လာအောင်နဲ့မလေးရှားကလည်း2သင်းနဲ့တသင်းကဗိုလ်လူပွဲတက်ဖို့အတွက်အခွင့်အရေးရှိနေတယ်။အဲ့တော့လာအိုအသင်းအနေနဲ့ကလည်းဒါကျွန်တော်တို့ပြိုင်ပွဲစတင်ပြီးတော့ကျင်းပခဲ့တဲ့2002ခုနှစ်ပြိုင်ပွဲမှာဒါကျွန်တော်ဗိုလ်လူပွဲအဆင့်ကိုတက်ရောက်ခဲ့တယ်ဗိုလ်လူပွဲမှာကျွန်တော်တို့မြန်မာအသင်းကိုရှုံးနေပြီးတော့ချန်ပီယံဆုနဲ့လွဲချော်ခဲ့တယ်အဲ့ဒီ2002ခုနှစ်နောက်ပိုင်းမှာလာအိုအသင်းအနေနဲ့ကလည်းဒါကျွန်တော်တို့ဆီမီဖိုင်နယ်အဆင့်ကိုပြန်လည်ရောက်လာပြီးဒီဆီမီဖိုင်နယ်မှာလည်းဒါကျွန်တော်တို့ဒီမလေးရှားလိုအသင်းမျိုးနဲ့တွေ့နေတယ်ပေါ့နော်ဒါဘာပဲဖြစ်ဖြစ်လာအိုအသင်းအနေနဲ့ကဩစတြေးလျတို့ဒါကျွန်တော်ဗီယက်နမ်တို့ကိုရှောင်ရှားနိုင်ခဲ့ပါတယ်တကယ်လို့ဒါပြကျွန်တော်အုပ်စု B ကလာအိုနေရာမှာမြန်မာအသင်းလေးသာဖြစ်ခဲ့မယ်ဆိုရင်များကျွန်တော်လက်ရှိမှာကျွန်တော်မြန်မာမလေးရှားနဲ့ကန်ရမှာဗျာဟုတ်လားကျွန်တော်တကယ်ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့လာအိုအသင်းတော့လဲဒါကျွန်တော်တို့တကယ်ကိုဂုဏ်ယူတယ်ဒါလာအိုအသင်းနဲ့ကကျွန်တော်တို့အုပ်စုတွင်းမှာမြန်မာအသင်းနဲ့အုပ်စုအဖွင့်ပွဲမှာမြန်မာအသင်းဘက်ကိုသူတို့အကောင်းဆုံးခံစစ်ပိတ်ဆော့ပြီးတော့တရေရလက်ရယူသွားတယ်အဲ့ဒီတရေရလက်တစ်ခုကပဲသူတို့ကိုလက်ရှိအချိန်မှာဒါဆီမီဖိုင်နယ်အဆင့်ကိုရောက်စေခဲ့တယ်ဒါဆီမီဖိုင်နယ်အဆင့်မှာလည်းတကယ်ကိုမှလာအိုအသင်းတွေနဲ့ကအသင်းကြီး2သင်းကိုရှောင်ရှားနိုင်ခဲ့ပြီးတော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်မလေးရှားဆိုတဲ့အသင်းလေးကကျွန်တော်တို့ဘာမှအဲ့လိုကောင်းတယ်လို့တော့ကျွန်တော်တို့ပြောလို့မရဘူးဗျာတဲ့တယ်မလားကျွန်တော်တို့အကောင်းဆုံးအုပ်စုဒုတိယနေရာကနေတော့မလေးရှားမတက်လာတဲ့တာဗျာအကောင်းဆုံးအုပ်စုဒုတိယနေရာအဖြစ်ကနေတက်တဲ့တာကျွန်တော်တို့အုပ်စု B ကမြန်မာနဲ့ထိုင်း2သင်းနဲ့3သင်းနဲ့တက်တဲ့တာအဲ့တော့လာအိုအသင်းတွေကဒါဒီအုပ်စု B မှာမြန်မာတို့ထိုင်းတို့နဲ့ဒါ
ကစားခဲ့တဲ့လာအိုအသင်းကမလေးရှားကိုကျွန်တော်တို့ semi final မှာထပ်မံပြီးတော့ကြော်ဖြတ်ပြီးတော့ဘောလူပွဲကိုရောက်ရှိသွားမယ်လို့တော့ကျွန်တော်ရဲ့စိတ်ထဲဘာလို့ခံစားမိနေပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော် semi final ပွဲစဉ်တွေကတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့ semi final ပွဲစဉ်တွေကိုကျွန်တော်လာမယ့် April လ22ရက်နေ့မှာကစားသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ22ရက်နေ့မှာပဲ semi final ပွဲစဉ်နှစ်ပွဲလုံးကိုကစားမှာဖြစ်တယ် semi final ပထမပွဲစဉ်အဖြစ်ကတော့ကျွန်တော်တို့မြန်မာစံတော်ချိန်ညနေ3နာရီမှာကျွန်တော်လာအိုနဲ့မလေးရှားနဲ့ကစားမှာဖြစ်တယ်အဲ့ဒီပွဲစဉ်ကလည်းကျွန်တော်ခုနပြောရသလိုမျိုးလာအိုအသင်းကိုကျွန်တော်တို့အားပေးမယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်လာအိုကျွန်တော်ပြန်ပြီးတော့ဗိုလ်လူပွဲကိုရောက်စေချင်တယ်ဒါအဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီပွဲကလည်းစိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီ April လ22ရက်နေ့ရဲ့ကျွန်တော်ညနေပိုင်းပေါ့နော်ညပိုင်းပေါ့နော်9နာရီမှာကြတော့ကျွန်တော်တို့Vienna နဲ့ Australia တို့က semi final နောက်ထပ်တစ်ပွဲကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘိုလူပွဲနဲ့တတိယလူပွဲတွေကိုတော့ကျွန်တော်တို့ April လ24ရက်နေ့မှာကျွန်တော်တို့နေခင်း3နာရီမှာတတိယလူပွဲနဲ့ည9နာရီမှာဘိုလူပွဲစဉ်တွေကိုဆက်လက်ရှင်မဲ့ကစားသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကျွန်တော် semi final ပွဲစဉ်တွေမှာမြန်မာအသင်းမပါတော့ပေမဲ့လည်းလာအိုနဲ့မလေးရှားတို့ထိတိုက်တိုးတဲ့ပွဲစဉ် Vienna နဲ့ Australia တို့ရဲ့ထိတိုက်တိုးတဲ့ပွဲစဉ်တွေကဒါကျွန်တော်တို့ဘောလုံးပရိသတ်တွေအတွက်တကယ်ကိုကောင်းမွန်တဲ့ရတာတွေကိုပေးစွမ်းမယ်ဆိုတာတော့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့ယခုဒီ2026အာဆီယံယူဆက်ခွန်ဖလားပြိုင်ပွဲမှာဒါကျွန်တော်2026အာရှယူဆက်ခွန်ဖလားခြေစစ်ပွဲအောင်ထားတဲ့အသင်း9သင်းထဲက2သင်းကပဲကျွန်တော်တို့ semi final ကိုတက်ရောက်ခွင့်ရရှိထားတယ်ဒီကျွန်တော်အာရှဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ကျွန်တော် Australia Vietnam မြန်မာထိုင်းအင်ဒိုနီးရှားအသင်း9သင်းမှာမြန်မာထိုင်းအင်ဒိုနီးရှားအသင်းတို့ကတော့အာဆီယံဖလားမှာအုပ်စုအဆင့်နဲ့ပဲကျင်းပခဲ့ရပါတယ်ကျွန်တော်တို့ Australia နဲ့ Vietnam အသင်းကပဲ semi final အဆင့်ကိုတက်ရောက်နိုင်ခဲ့တာကိုတွေ့ရတယ်ဒီနေရာမှာကြည့်ကြတဲ့ဟိုကဒါကျွန်တော်တို့အာဆီယံဘောလုံးရက်ဝန်းရဲ့ဘောလုံးပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်လဲဆိုတာကိုတွေ့ရတာဖြစ်ပါတယ်အာရှဖလားခြေစစ်ပွဲအောင်ထားတဲ့အသင်းတွေကမင်းတို့နေခဲ့မင်းတို့အုပ်စုအဆင့်မှာပဲနေခဲ့ဆိုပြီးတော့မလေးရှားနဲ့လာအိုကအာရှဖလားခြေစစ်ပွဲအောင်ထားတဲ့အသင်းတွေကိုကြော်ဖြတ်ပြသွားတာပါအဲ့တော့ဒါကျွန်တော်တို့အာဆီယံဒေသအာဆီယံရဝန်းကကျွန်တော်တို့ဒီယူဆက်ခွန်ပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုပြင်းထန်မှုနဲ့အတူဒီယူဆက်ခွန်နေအသက်ကြီးလာမှာဗျာကျွန်တော်တို့ဒါနောက်ပိုင်းမှာဒီကစားသမားတွေလက်ရွေးစင်းတွေတောက်လျှောက်ဖြစ်လာတဲ့အခါကျွန်တော်တို့ဒီအာဆီယံရဝန်းကဒီဘောလုံးပြိုင်ပွဲတွေဘယ်လောက်ထိပြိုင်ဆိုင်မှုပြင်းထန်မလဲဆိုတာကျွန်တော်မျှော်လင့်မိတယ်ပေါ့နော်အဲ့တော့ဒါဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့မြန်မာအသင်းအာဆီယံဖလားကထွက်ခွာခဲ့ရပေမဲ့ကျွန်တော်တို့လက်ကျန်ပွဲစဉ်တွေကိုကျွန်တော်လည်းအတူတူဆက်လက်အားပေးလိုက်ရအောင်ဗျအဲ့တော့ကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ဗာပြောချင်လဲဆိုလို့ရှိရင်တော့ဒါပြီးခဲ့တဲ့အုပ်စုနောက်ဆုံးပွဲစဉ်ပေါ့နော်မြန်မာအသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖိလစ်ပိုင်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကအမှားလေးတွေကိုကျွန်တော်ပြောချင်ပါတယ်အဆိုပါပွဲစဉ်မှာကျွန်တော်တို့ဒါတာသမီမကောင်းမိဘခေါင်းဆိုသလိုပေါ့ဒါကျွန်တော်တို့ကစားသမားတွေမကောင်းနီးပြခေါင်းပေါ့ဗျာဦးကျော်စီရပါတော့ဦးကျော်စီရအနေနဲ့ဒါကျွန်တော်တို့ခံစစ်ပိုင်းကိုကျွန်တော်တို့အပြောင်းလဲလှုပ်လိုက်တာကြီးอ่ะရှုံးပွဲတစ်ပွဲကိုဥတီသွားစီတယ်လို့ဆိုရမယ်ဗျအဆိုပါပွဲစဉ်မှာဒါကျွန်တော်တို့ပြီးခဲ့တဲ့ထိုင်းအသင်းနဲ့ပွဲစဉ်ကပွဲထွက်ခဲ့တဲ့မျိုးခန့်ကျော်နဲ့ကိုသမားလင်းလက်ထွန်းရဲ့နေရာမှာကိုသမားထပ်ဝင်ရန်နဲ့ပိုင်ဆိုးကျော်ထည့်ပြီးတော့ကစားကွက်ကိုအပြောင်းလဲပြုတ်လုပ်လိုက်တယ်အဲ့တော့ကျွန်တော်တို့မျိုးခန့်ကျော်မှာပါတဲ့ခံစစ်3ယောက်တန်းနေရာမှာအောင်တီဟာမြင့်မြတ်ကိုကိုနဲ့ဝင်းစော်တို့ကကစားတာကိုကျွန်တော်တို့တွေ့ရတယ်ပိုင်ဆိုးကျော်အရှိတ်တက်ကစားတဲ့မြန်မာသူပုံမှန်ပေါ့တော့ပိုင်ဆိုးကျော်ညာမြန်မာသူပဲကွက်လက်မှာချက်လက်ထိတ်အောင်မြတ်တာအစရှိသဖြင့်ပေါ့နော်အရှိတန်းမှာဒီဝင်ရထုံးစံတိုင်းပဲအလုံးမဖြစ်ဘူးဒါဘာပဲဖြစ်ဖြစ်ပထမပိုင်းမိနစ်20မှာအသင်းကောင်းဆောင်အောင်တီဟာရဲ့ဒါကျွန်တော်တို့တကယ်မှပါနက်လှပတဲ့ကြော်ဖြတ်ပေးပို့မှုတွေရမှာတစ်စက်ညီညီတန့်ဂိုးရရှိခဲ့တယ်ပေါ့နော်ပထမပိုင်းအစောပိုင်းမိနစ်20လောက်မှာပဲဥဆောင်ဂိုးရရှိပြီးတော့ကျွန်တော်တို့ပရိသတ်တွေပျော်ရွှင်ခဲ့ရတယ်ဒီနိုင်ပွဲနဲ့ဒါကျွန်တော်တို့ပွဲပြီးဆုံးသွားမယ်ဆိုရင်လည်းအကောင်းဆုံးအုပ်စုဒုတိယနေရာကနေမြန်မာအသင်းကတက်သွားမှာဗျပထမပိုင်းပြီးဆုံးသွားတဲ့အချိန်မှာလည်းမြန်မာအသင်းဒါကျွန်တော်ဝမ်စီနဲ့ဥဆောင်နေတယ်အဲ့ပထမပိုင်းမှာလည်းတတိုင်းတိုင်းနဲ့ဂိုးသွင်းခွင့်တွေရတယ်ကျွန်တော်တို့အတုံးမချနိုင်ဘူးဒါတွေကကျွန်တော်တို့တိုက်စစ်ပိုင်းရဲ့အမှားကျွန်တော်ခုနကတော့ပြောရတာဒါကြောင့်ကျွန်တော်တို့နီးပြရဲ့လူထုတ်ဖို့အမှားပေါ့နော်ဒီနှစ်ချက်ပေါ့နော်တိုက်စစ်ကကျွန်တော်တို့ရရှိတဲ့အခွင့်အရေးတွေကိုတည်တည်ချာအတုံးမချနိုင်ဘူးအဲ့ဒီတကိုးစီရိုးနဲ့နိုင်နေတဲ့နောက်ပိုင်းမှာဗျအခွင့်အရေးတွေတစ်ချိန်မျိုးတစ်ချိန်ရတာဖြတ်တဲ့မောတွေရတယ်ဖြတ်တဲ့မောတွေလည်းဗျာမရာတွေပေးတယ်အဲ့လိုပေါ့ဗျာဒါတွေကကျွန်တော်တို့အာရှဖလားမှာကျွန်တော်တို့ပြင်ဆင်ရမယ့်အချက်တွေပါပြီးသွားလို့ရှိရင်တော့ဒါကျွန်တော်တို့နောက်တစ်ချက်ပါရှိတယ်ဆိုလို့ရှိရင်ပြိုင်ဘက်ကိုအထင်သေးတာတွေဒါကျွန်တော်ကအစပေါ့နော်ဘာဖြစ်ဖြစ်ဒါကျွန်တော်တို့လည်းဒါနောက်ပိုင်းကြလို့ရှိရင်အသေးအတွက်ဒါဘာဖြစ်ဖြစ်အသေးကိုမြှောက်ပိတ်နေတာတက်ဆာလို့ရှိရင်နိုင်ရမင်းတို့ဘောလုံးကစားရတာမင်းတို့အလုပ်မင်းတို့နိုင်တာရှုံးတဲ့နေရာမှာမင်းတို့အနိုင်ယူရမှာမင်းတို့ရဲ့တာဝန်ဖြစ်တယ်အဲ့ဒါမင်းတို့အလုပ်ဖြစ်တယ်နိုင်တဲ့အခါမှာလည်းကျွန်တော်တို့ကချီကျူးတာတွေမြှောက်ပင့်တာတွေကိုshort ချပြီးတော့ဒါအသေးအတွက်အကျိုးရှိစေမဲ့ကျွန်တော်တို့အချက်အလက်တွေကိုအတူတူရှာဖွေပြီးတော့ဒါအသင်းကိုအကျိုးပြုမယ်ဆိုလို့ရှိရင်တော့
ဒါကျွန်တော်တို့အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဆက်ပြောမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒုတိယပိုင်းမိနစ်80 89မိနစ်ရောက်တဲ့အချိန်မှာကျွန်တော်တို့ area ထိတ်လောက်မှာမြန်မာအသင်းရဲ့ goal area ထိတ်လောက်မှာချန်လိုင်ထင်ကပြတ်တာမော်ကျူးလွန်လိုက်တော့ကိုသားဒိုင်လူကြီးကလည်းမပေးသင့်ပါဘူးပေးပလိုက်တယ်ပြတ်တာမော်အမှနေပြီးတော့ဖလပ်ပိုင်းကကျွန်တော်ကလောင်းကနေပြီးတော့ဒါရက်ကန်သွားတယ်အဲ့ဒီကန်သွားတဲ့နေရာမှာလည်းကျွန်တော်ပြောချင်တာဂိုးသမားပြီးခဲ့တဲ့ထိုင်းသင်းနဲ့ပွဲစဉ်မှာဖမ်းခဲ့တဲ့လင်းလက်ထွန်းသူ့ကိုပဲကျွန်တော်ဆက်ဖမ်းစေချင်တယ်ဗျာဒီကျွန်တော်ထပ်ဝေရန်ကျတော့လက်မပူတော့ဘူးဗျာဒီမှာအရှိမတပွဲနားထားတယ်လက်မပူတော့ဘူးထပ်ဝေရန်ဆိုပုတ်လိုက်မှာဗျာသလားအဲ့တော့အဲ့တကူပေးလိုက်ရတဲ့အချိန်မှာမြန်မာဘာဖြစ်သွားစိတ်တက်ပြက်ပြားသွားတယ်အမှန်ဆိုပြက်ပြားစရာလည်းမလိုအချိန်မိုးနဲ့ပေါင်15မိနစ်လောက်ကိုယ်စီမှာအချိန်ကြံသေးတယ်ဖိလစ်ပိုင်လိုအသင်းကမိနစ်80ကျော်တက်လုံကကြာပြီအေးစစ်စစ်ပြန်တိုက်လို့ရတယ်ဒါပေမဲ့ဘာမှမလုပ်နိုင်ဘူးစိတ်တက်တွေပြက်ပြားပြီးတော့မြင့်မြတ်ကိုက83မိနစ်မှာပဲကျွန်တော်အနောက်တန်းမှာမှားသွားတယ်ဂိုးသမားကပြန်ပေးတာအားနေပြီးတော့အဲ့ဒီခုနကတော့ပြက်ရမောင်ကန်သွားတယ်ကျွန်တော်မှငါလောင်းရပဲထပ်သွင်းသွားတဲ့အချိန်မှာလုံးဝရှုံးသွားပြီဆိုတော့ပို့ပြီးစိတ်တက်ကပြက်သွားတယ်အဲ့ဒီ83မိနစ်တော့83မိနစ်အများကြီးကြံနေတယ်အချိန်ပိုးနဲ့ပေါင်12မိနစ်လောက်ကြံနေတယ်15မိနစ်လောက်ကြံနေတယ်ဗျာဘလို့မှပြန်မလာနိုင်တော့ဘူးစိုင်းမြက်မဲအခွင့်အရေး2ကြိမ်အောင်ရတယ်အတုံးမချနိုင်အောင်အရေးကြီးတဲ့အချိန်တွေမှာဗျာဒါတွေကကျွန်တော်တို့ဒီဖိလစ်ပိုင်အသင်းနဲ့ရှုံးပွဲမှာကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာတွေဖြစ်တယ်ဒီအမှားတွေကိုကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်တယ်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒါဂိုးသွင်းမှုအားနည်းနေတာတွေဒီတိုက်စစ်ပိုင်းမှာကျွန်တော်တို့ဒီဝေရတယောက်နဲ့ကျွန်တော်တို့အဆင်မပြေဘူးဗျအဲ့တော့အာရှဖလားပြိုင်ပွဲမတိုင်ခင်မှာခြေစမ်းပွဲတွေဆော့မယ်ကျွန်တော်တို့တိုက်စစ်ပိုင်းကိုတိကျပြင်ဆင်မယ်ခံစစ်ပိုင်းမှာလည်းဒါကျွန်တော်ကတော့ဒီ3ယောက်အတွဲကိုပဲကျွန်တော်ကြိုက်တယ်ဗျအောင်ဒီဟာမျိုးခန့်ကျော်မြင့်မြတ်ကို3ယောက်အတွဲကိုပဲကျွန်တော်ကြားခိုင်မှုကောင်းကောင်းနဲ့အဲ့လိုမျိုးမထထန်လေးကိုပဲသူတို့အထိုင်အမြဲတမ်းဆော့စီခြင်းတယ်ကျွန်တော်အုပ်စုပွဲဆိုတာ3ပွဲပဲဆော့ရတာအဲ့တော့ပွဲတိုင်းကအရေးကြီးတယ်အဲ့တော့ကျွန်တော်လာမဲ့မြန်မာယူဆက်ခွန်အမျိုးသားဘောလုံးအသင်းရဲ့အာရှယူဆက်ခွန်ဖလားပြိုင်ပွဲတွေမှာတာဂျစ်ကစ္စတန်ဆော်ဒီထိုင်းသင်းတို့နဲ့ကစားရမှာဖြစ်တယ်အဲ့ဒီပွဲစဉ်တွေမှာလည်းဒါကျွန်တော်တို့အတူတူဆက်လက်ပြီးတော့အားပေးရမှာဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့အာဆီယံယူဆက်ခွန်ဖလားပြိုင်ပွဲရဲ့လက်ကျန်ပွဲစဉ်တွေကိုကျွန်တော်နဲ့အတူတူဆက်လက်အားပေးလိုက်ရအောင်ဗျအဲ့တော့မြန်မာဘောလုံးလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနှိပ်ထားဖို့လည်းမမေ့ကြပါနဲ့ဗျ